Happy birthday ပါအမေစုအသက်80ပြည့်ရင်မွေးနေ့မှာဆိုင်ရင်ငါမင်းရဲ့တွေတိုင်းမွေးနေ့တွေတိုင်းမှာစိတ်ငြိမ်းချမ်းခြင်းကိုယ်ငြိမ်းချမ်းခြင်းတွေနဲ့အမြဲအတူနေထိုင်ရပါစေလို့ဆုတောင်းပေးပါတယ်အမေယခုချိန်မှာဆိုင်၍ဘဝရဲ့နေဝင်ချိန်ထိအမေချစ်တဲ့နိုင်ငံတော်ကြီးမှာအမေချစ်တဲ့ပြည်သူတွေအမေချစ်တဲ့သားသမီးမြေးတွေနဲ့အတူငြိမ်းချမ်းပါရာပျော်ရွှင်စွာလူနေရပါစေကြောင်းဆန္ဒပြုထပ်မံဆုတောင်းပေးပါတယ်အမေလူမျိုးနာပါနဲ့အတူအန္တရာယ်အလုံးကကျင်းဝေးပါစေအမေ